ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကျွန်တော်တို့ရဲ့ Venus Movie Channel ကနေကြိုဆိုပါရစေဒီဗီဒီယိုမှာတော့လူတိုင်းစိတ်ဝင်စားနဲ့စောင့်မျှော်နေကြတဲ့ Edgar Wright ရဲ့ The Running Man 2025 ရုပ်ရှင်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇာတ်လမ်းက Stephen King ရဲ့1982ခုနှစ်မှာထုတ်ဝေခဲ့တဲ့ဝတ္ထုကိုပုံမှန်နီးကပ်စာပုံဖော်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်1988ခုနှစ်မှာအာနိုးနဲ့ The Running Man ဇာတ်ကားထွက်ခဲ့ပါတယ်အခု2025မှာဒုတိယအကြိမ်ပြန်လည်ပုံဖော်ထားပြီးတော့ Glenn Powell ကခေါင်းဆောင်မင်းသား Ben Richard အဖြစ်ပါဝင်ထားပါတယ် Running Man ရဲ့ဇာတ်လမ်းကမဝေးတော့တဲ့အနာဂတ် Near Future Dystopia ကာလကိုပုံဖော်ထားပါတယ်အမေရိကန်ပြည်အောင်စုမှာချမ်းသာတဲ့သူနဲ့ဆင်းရဲတဲ့သူကြားကွာခြားမှုကအစမတန်ကြီးမားနေပြီး The Network လို့ခေါ်တဲ့အာဏာရှင်ဆန်တဲ့မီဒီယာကွန်ရက်တစ်ခုကလူထုကိုအကြမ်းဖက်ပြီးရေသွင်းနေတဲ့ reality game show တွေနဲ့ဖျော်ဖြေမှုပေးပြီးထိန်းချုပ်ထားပါတယ်ဒီထဲမှာအောင်မြင်ဆုံးစီစဉ်ကတော့ The Running Man ပါပဲပါဝင်ရှင်မြိုင်သူတွေကနိုင်ငံတွင်းမှာရက်30ကြာပုံအောင်နေရပြီး Hunters လို့ခေါ်တဲ့အထူးလေ့ကျင့်ထားသူတွေရဲ့အမဲလိုက်တာကိုခံရပါတယ်တက်ရှင်ရင်ဒေါ်လာ1ဘီလီယံစုရမှာဖြစ်ပါတယ်Ben Richard ကတော့ဆင်းရဲတဲ့ရက်ကွက်မှာနေထိုင်ပြီးသူ့ရဲ့ဖျားနာနေတဲ့ကလေးအတွက်ဆေးကူတာဆေးရဖို့ဒီသင်မင်းသမန်ဂိမ်းရှိုးမှာဝင်ရောက်ရှင်ပြိုင်ဖို့ဆုံးဖြတ်လိုက်သူတယောက်ဖြစ်ပါတယ်။ Ben Richard ကသူ့ရဲ့ဘဝကိုခဏမေ့ထားပြီးမိသားစုအတွက်ရုန်းကန်နေရသူတယောက်ဖြစ်ကောင်းကောင်းတည်ဆောင်သွားပါတယ်။ရုပ်ရှင်အစပိုင်းမှာဇလန်းနောက်ခံကိုတိဆောက်တဲ့နေရာမှာတော့ Wright ရဲ့လက်ရာကပျောင်မြောက်ပြီးမြန်ဆန်တယ်လို့ပြောရပါမယ်။ဒီရုပ်ရှင်ရဲ့အကြီးမားဆုံးဆွဲဆောင်မှုကတော့ Director Edgar Wright ပါပဲ။ Shaun of the Dead Hot Fuzz နဲ့ Baby Driver တို့လိုကားတွေကိုစမ်းသစ်တဲ့ visual ဘိုင်းနဲ့မြန်ဆန်တဲ့ editing skill တွေပေးစွမ်းခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ The Running Man မှာလည်း Wright ရဲ့ signature တွေကိုတွေ့ရပါတယ်။မျိုးပြလမ်းကြားတွေနဲ့အဆောက်အုံတွေထဲမှာပြေးလိုက်နေတဲ့မြင်ကွင်းတွေကလုံးဝထိမိနေပြီး dynamic camera work နဲ့ကတ်တွေကအသက်ဝင်နေပါတယ်။ဒီရုပ်ရှင်ရဲ့အဓိကရည်ရွယ်ချက်က media satire ပါ။စစ်မှန်တဲ့သတင်းတွေကိုပယ်ပြီးအကြမ်းဖက်ဖျော်ဖြေမှုတွေနဲ့လူထုကိုမူရစ်စေတဲ့ပုံစံကိုလှောင်ပြောင်တဲ့စကားလုံးတွေon screen graphic တွေနဲ့ရည်စရာကောင်းတဲ့ upgrade တွေထည့်သွင်းပြီးပုံဖော်ထားတာတကယ်မိုက်ပါတယ်။ Glenn Powell ရဲ့တရုပ်ဆောင်မှုကဒီရုပ်ရှင်မှာအများကြီးအဓိကကျပါတယ်။ Ben Richard အဖြစ်ဒေါ်လာထက်နေပြီးစိတ်သက်မကျအရှုံးမပေးစွန့်လွတ်အနစ်နာခံတဲ့သူတယောက်လိုကောင်းကောင်းပုံဖော်ထားပါတယ်။သူ့ရဲ့ physical performance ကချီးကျူးစရာပါ။ဒီရုပ်ရှင်ဟာ Stephen King ရဲ့ဝတ္ထုကိုအနည်းဆက်ဆုံးပြန်လည်အသက်သွင်းတယ်လို့ပြောလို့ရပါတယ်။အုပ်ချုပ်သူအာဏာပိုင်တွေနဲ့မီဒီယာရဲ့လှည့်စားမှုစီးစိမ်ချမ်းသာကွာဟမှုတို့အသားပေးထားပြီးဒီကိစ္စတွေဟာဝေးကွာတဲ့ sci-fi ကဘာမဟုတ်ပဲကျွန်တော်တို့ရဲ့လက်ရှိကဘာနဲ့အမတန်နီးစပ်နေပြီဆိုတာကိုပြပြသားသားထောက်ပြထားပါတယ်။အချို့အားဖြင့်ပြောရရင် The Running Man 2025 ဟာ Edgar Wright ရဲ့လက်ရာအတိုင်း action packed first page ဖြစ်ပြီး Biden social commentary လဲပါဝင်တဲ့ thrilling ride ခုပါ။ရုပ်ရှင်ရဲ့ဒုတိယပိုင်းမှာအရှိန်နှဲငယ်နှေးသွားတာပြီးတော့တချို့ဝေဖန်သူတွေပြောတဲ့ Wright ရဲ့ပုံမှန်လိုအစွန်းရောက်တဲ့စတန်ရအားနည်းသွားတာစတဲ့အားနည်းချက်တွေတော့ရှိပါတယ်။ဒါပေမဲ့ Glenn Powell ရဲ့ဆွဲဆောင်ရည်နဲ့ Wright ရဲ့ visual energy ကဒီရုပ်ရှင်ကို must watch ဖြစ်အောင်ဖန်တီးပေးထားပါတယ်။ကျွန်တော် rating ကတော့10မှာ8ပေးခြင်းပါတယ်။ The Running Man ကဒီနေ့ရဲ့အကောင်းဆုံး sci-fi action စတိုင်ယာတွေကတကားဖြစ်ဖို့သိကြပါတယ်။စကားလေးကိုကြည့်ချင်နေဆိုရင် comment မှာရှိပါတယ်။နောက်တစ်ပတ်မှာဘယ်ရုပ်ရှင်အကြောင်းကိုဆွေးနွေးစေချင်ပါလဲ comment မှာရေးပေးခဲ့နိုင်ပါတယ်။အားလုံးပဲစကားကောင်းလေးတွေကြည့်ရှုနိုင်ကြပါစေခင်ဗျာ။